သူများတို့ရဲ့အိမ်နောင်ရေးကြားတဲ့ကိုဝင်ရှုံမိပြီးသူတစ်ပါးရဲ့မိသားစုသူတစ်ပါးရဲ့အတိုက်အဝန်းကိုဖျက်ဆီးမိတဲ့သူတွေဟာကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ဇာရိတအကျင့်တရားကိုရောင်းစားလိုက်တာနဲ့အတူတူပဲသူတစ်ပါးရဲ့အိမ်တောင်ရေးသူများရဲ့ဘဝတွေကိုနှင်းချေဖျက်ဆီးမှရလာတဲ့စိတ်ခံစားမှုတာယာပြည့်ရွှင်မှုပေါ့ပြီးတော့လေခမများတို့မသိတာကခမများတို့ကအဲ့ဒီပြည့်ရွှင်မှုကစစ်မှန်တယ်လို့ထင်လို့လားကိုယ့်ရဲ့ဇနီးဖြစ်သူကိုယ့်ရဲ့ခင်မွန်းဖြစ်သူကိုယ့်ရဲ့သားသမီးဖြစ်သူတွေကိုတစ္ဆာဖောက်ပြီးမှခမများစီရောက်လာတာလေအဲ့ဒီလူရဲ့တစ္ဆာတရားကိုခမများပေါ်မှာဘယ်လောက်ခံရမှာမလို့လဲတစ်ချိန်အဲ့လူရဲ့တစ္ဆာဖောက်ခြင်းကိုပြန်ခံရမှာပဲမလွဲမသွေပဲဒါကတော့မိရမှာပဲသူတော့အကျိုးကတော့ပေးတာပေါ့အဲ့ဒီတော့လေဖြစ်နိုင်ရင်သူတစ်ပါးရဲ့မိသားစုကြတဲ့မဝင်မိပါစေနဲ့မဖြတ်စည်းမိပါစေနဲ့ပိုင်ရှင်ရှိတော်သူကိုမချစ်မိပါစေနဲ့ချစ်မိခဲ့ရင်လည်းအချိန်မီနောက်ဆုတ်ပါကိုယ့်ဘဝကိုပြင်ဆင်ပါမဖြစ်တဲ့လမ်းကိုလည်းမလျှောက်လမ်းမိပါစေနဲ့တနေ့နေ့တစ်ချိန်ချိန်မှာအတိတရားနဲ့နောင်တဆိုတာရလာရင်လည်းအော်ငါတစ်ချိန်တစ်ခါကသူတစ်ပါးရဲ့မိသားစုသူများရဲ့အတိုက်အမြုံဟိုတာသမီတွေရှိတဲ့ဖြစ်ရှင်စရာမိသားစုတစ်ခုကိုငါကြောင့်ပျက်စီးခဲ့ရပါလားဆိုတဲ့အသိစိတ်နဲ့တနှုံနှုတ်ကိုပဲနောင်တတရားနဲ့ပြန်ခံစားရလိမ့်မယ်အဲ့ဒါကြောင့်မလို့မချစ်တဲ့အရာကိုမချစ်ပါနဲ့မဖြစ်နိုင်ခင်မဖြစ်ခင်ပါအရင်ဆုံးနောက်ဆုံးနိုင်အောင်မြင့်ပြနိုင်အောင်ကြိုးစားပါကိုချစ်ခင်ရတဲ့သူကလည်းပိုင်ရှင်ရှိနေမှန်းအိမ်အောင်ရှိနေမှန်းသိရင်အတိတရားအမြန်ဆုံးထားပြီးတော့နောက်ဆုံးပါအဲ့ဒါကကိုဘွားအတွက်ရောသူတစ်ပါးမိသားစုအတွက်ရောကောင်းမွန်တဲ့ရလဒ်ပါအဖြေပါမချစ်တဲ့သူကိုမချစ်မိပါစေနဲ့လို့